British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel လေးပြန်နေကြိုဆိုလိုက်ပါရှင် British Track Club တင်ဆက်ပေးမယ်တင်ကြောင်းတွေကတော့တနိုင်ငံလုံးအော်ဂျင်နာကိုရဲကျုပ်ဆောင်မင်းသမီးခင်လေးနွယ်တို့အကြောင်းလေးပဲဖြစ်ပါတယ်မင်္ဂလာပါ British တွေကျုပ်ဆောင်မင်းသမီးခင်လေးနွယ်လို့ပြောလို့ရှင်မြန်မာနိုင်ငံမှာမသိတဲ့သူမရှိပါဘူးနော်ကျုပ်ဆောင်မင်းသမီးခင်လေးနွယ်ဟာဆိုလို့ရှင်တစ်ခေတ်တစ်ခါမှာအနုပညာလောကမှာအောင်မြင်နေတဲ့ကျုပ်ဆောင်မင်းသမီးတလဲဖြစ်ပါတယ်မင်းသမီးခင်လေးနွယ်ဟာအသက်40ကျော်တဲ့အထိအပြိုကြီးဘွားဖြစ်နေထိုင်လာခဲ့တဲ့သူဖြစ်တော်လဲပဲသူမရဲ့ခင်မဖြစ်သူနဲ့ဆုံတွေ့တဲ့အချိန်မှာအင်ထောင်ပြရန်ဆုတ်ဖြတ်ခဲ့တာဖြစ်ပါတယ်ခင်မဖြစ်သူမှာအင်ထောင်ဝဲတူဖြစ်နေတဲ့အတွက်အစပိုင်းမှာပတ်ဝန်းကျင်ရဲ့ဝေဖန်ပြောဆိုမှုများကိုစိုးရင်ခဲ့တော်လဲပဲခင်မဖြစ်သူရဲ့စစ်မှန်တဲ့မြေသားနဲ့စေတနာတို့ကြောင့်ထိုအမြင်ကိုပေးချက်ကရွေးချယ်ခဲ့လည်းဖြစ်ပါတယ်သူမဟာဆိုလို့ရှိရင် MTV ခေတ်ကလေးက Moral တူဆောင်တူဖြစ်အောင်မြင်မှုများရရှိခဲ့ပြီးဗီဒီယိုစကားပေါင်းများစွာဖြင့်ပရိသတ်အားပေးမှုရရှိခဲ့တဲ့သူဖြစ်ပါတယ်တိုးတော်လည်းပဲအင်ထောင်ချပြီးနောက်ပိုင်းမှာအနုပညာအလုပ်တွေကိုလုံးဝကိုရနာကခင်မဖြစ်သူနဲ့အတူစီးပွားရေးလုပ်ငန်းများကိုသာအာရုံစိုက်လုပ်ကိုင်ခဲ့ရတဲ့ဖြစ်ပါတယ်မင်းသမီးခေလင်းတွေဟာဆိုလို့ရှိရင်2019ခုနှစ်မှာလက်ထပ်ခဲ့ကြတာဖြစ်ပြီးခေလင်းတွေမှာလီစုတိုင်းသူဖြစ်ကခင်မဖြစ်သူမှာရှာရင်သားသူဖြစ်ပါတယ်မင်္ဂလာဆောင်စဉ်ကလည်းတိုင်းရင်သားဝတ်စုံများဖြစ်တာလပစွာကျပခဲ့တာဖြစ်ပါတယ်ခင်မဖြစ်သူမှာကော့တောင်မြို့ဖက်ရှိလပါတယ်ကျွန်းတကြောင်ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပြီးတခြားမြေကွက်အများပြားကိုလည်းပိုင်ဆိုင်ထားတဲ့တထေတူဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့ခင်လင်းတွေဟာခင်မဖြစ်သူပိုင်ဆိုင်တဲ့ကျွန်းပေါ်မှာပဲအပန်းဖြစ်စကန်တစ်ခုဖွင့်ထားပြီးကိုရိုင်းဦးစီးလောက်ကိုင်နေတာဖြစ်ပါတယ်နွေရတီတွင်ခီးသွားများဖြင့်အလွန်စီကားလာပါပြီးခင်မဖြစ်သူကိုရိုင်းကလည်းရိုးရာအိုစီတိခတ်ကဧည့်သည်များကိုဖြိုပြလေးရှိသလိုခေလေးရွယ်ကိုရိုင်းကလည်းကျွမ်းတက်ရှိကအစားလောက်ကင်ပေးနေတာပဲဖြစ်ပါတယ်ယခုအခါမှာဆိုရင်တော့ခင်လေးနဲ့ဟာတဘွားနဲ့ထစ်တွေကအေးချမ်းလွတ်လပ်တဲ့ဘွားလေးကိုပိုင်ဆိုင်ထားပြီးသူမရဲ့နေစဉ်ဘွားလေးတို့ကိုလည်းဗီဒီယိုလေးကိုရိုက်ကူကလူမှုကွန်ရက်ပေါ်မှာအမြဲတမ်းတင်ပေးလေးရှိတာကိုတွေ့ရှိနေရလဲဖြစ်ပါတယ်